TIS wallpaper များကိုအဓိကအဖြစ် categories နှစ်ခုခွဲခြားနိုင်ပါတယ်။ပထမ category မှာ Mercury နဲ့ Click ကဲ့သို့ရိုးရှင်းတဲ့ button keypads များဖြစ်ပါတယ်။ဒုတိယ category မှာ Luna နဲ့ Titanium TFT ကဲ့သို့ multi-page LCD screen များပါရှိတဲ့ keypad များပါဝင်ပါတယ်။ keypad ရဲ့ basic and visual setting ကို configure လုပ်ဖို့ Verona 3 gun switch ကဲ့သို့သော simple keypad တစ်ခုကို list ထဲမှာရွေးချယ်ပါ။ programming window ဖွင့်ရင် double click ကိုနှိပ်ပါ။ဒီ switch ကို programming လုပ်ခြင်းကတခြား TIS keypad အများစုနဲ့တူပါတယ်။ device comment အောက်မှာသင်ရဲ့ panel location comment ကိုရိုက်ထည့်ပါဥပမာ kitchen ဒီကနေ on status နဲ့ off status အတွက် backlight အရာကိုပြောင်းလဲနိုင်ပါတယ်။ backlight အရာကိုပိတ်လို့ပါကသင် keypad က RGB ကို support ပေးရဆိုရင် black ကိုရွေးချယ်နိုင်ပြီး LED အရာ2မျိုးသာပါတဲ့ keypad ဖြစ်ပါက off သို့မဟုတ် nil ကိုရွေးချယ်နိုင်ပါတယ်။ LED luminance setting အောက်မှာ LED brightness ကိုချိန်လို့ရပါတယ်။ LED high limit keypad အသုံးပြုနေချိန်အတွင်း brightness ကိုသတ်မှတ်ခြင်းဖြစ်ပြီး LED low limit က keypad ကိုအတိုင်းအတာတစ်ခု30 second ကနေ3 minute အထိအသုံးမပြုဘဲထားရှိစဉ် brightness ကိုသတ်မှတ်ခြင်းဖြစ်ပါတယ်။ LED ကိုအမြဲတမ်း high limit မှာပဲရှိနေစေခြင်းတော့ dimming function ကို disable လုပ်ထားနိုင်ပါတယ်။ key setting tab မှာ button တွေကိုဘက်ဘက်မှာစီထားပါတယ်။ comment button ကိုနှိပ်ပြီးနာမည်ပေးပါ။ save ကိုနှိပ်ပါ။ဒုတိယ category ဖြစ်တဲ့ keypads with multi-page LCD အတွက် visual layout ကပုံမှန် keypad တွေနဲ့ဆင်တူပြီး additional function တချို့တော့ပိုပြီးပါဝင်ပါတယ်။ color setting Luna က default skin တစ်ခုကိုရွေးချယ်နိုင်သလို user define ကိုရွေးပြီးကိုယ်ပိုင်အရာကိုသတ်မှတ်နိုင်ပါတယ်။ jump to page keypad စာဖွင့်ခြင်းမှာပေါ်လာမဲ့ default page ကိုရွေးချယ်ပါဥပမာ lights aircon music သို့မဟုတ် menu အများအားဖြင့် project တွေမှာတော့ lights page ကိုအများဆုံးသုံးကြတာကြောင့် light ကိုပုံသေးအနေနဲ့သတ်မှတ်ထားဖို့အကြံပြုပါတယ်။ Jump after အောက်မှာဒီ page ကိုပြောင်းဖို့ကြာခြင်းကိုသတ်မှတ်နိုင်ပြီး disable လုပ်ခြင်းဖြင့်ဒီ feature ကိုပိတ်ထားနိုင်ပါတယ်။ page show button မှာတော့ menu ရဲ့ပေါ်စရာမလိုတဲ့ page တွေကို disable လုပ်နိုင်ပါတယ်။ lock screen delete time screen lock ကို enable လုပ်လိုက်ရင် operation လုပ်ဆောင်ဖို့ password လိုအပ်ပါလိမ့်မယ်။ 10 minute ကနေ3 minute အတွင်း delete ချိန်ကိုသတ်မှတ်နိုင်ပါတယ်။ lock page lock screen delete time ကိုဖွင့်ထားပါကဘယ် page ကို lock ချမလဲဆိုတာကိုရွေးချယ်နိုင်ပါတယ်။ light session button တစ်ခုချင်းစီအတွက်တင်ရိုက်ထည့်လိုက်တဲ့ comment ဟာ LCD မှာပေါ်လာမှာဖြစ်ပါတယ်။ pictures button ကိုနှိပ်ပြီး light ရဲ့ on ဒါမှမဟုတ် off အတွက် icon များကိုရွေးချယ်နိုင်ပါတယ်။ page 1မှာ page 3 အထိ page တစ်ခုစီရဲ့ button အားလုံးအတွက်ဒီ configuration ကိုလုပ်ဆောင်နိုင်ပါတယ်။ moves app page move app page မှာတော့ moves နဲ့အိမ်သုံး PC appliance များကို control လုပ်ဖို့ additional page များစွာနဲ့ button များရှိပါတယ်။ button တစ်ခုချင်းစီအတွက် icon များ picture များနဲ့ comment များကိုလည်း arrange လုပ်နိုင်ပါတယ်။ကိုယ်ပိုင် icon များဒါမှမဟုတ်တခြားဘာသာစကားတစ်ခုနဲ့ comment များကို upload လုပ်ချင်ပါက image setting ကိုသွားပါ။ image type အောက်မှာ lighting icon သို့မဟုတ် comment picture ကိုရွေးချယ်နိုင်ပါတယ်။ lighting icons မှာ pixel size 64x64 pixel ရှိတဲ့ image များကိုသာအသုံးပြုပါ။ replace လုပ်လိုတဲ့ icon ကိုနှိပ်ပါ။ browse ကိုနှိပ်ပြီးဘယ် graphic software ကိုမဆိုဖန်တီးထားတဲ့ပုံအသစ်ကိုရွေးချယ်ပါပြီးရင် right ကိုနှိပ်ပါ different language တစ်ခုမှာ comment လုပ်ဖို့အတွက် window paint ဒါမှမဟုတ်ကြိုက်နှစ်သက်ရာ graphic software တစ်ခုကိုအသုံးပြုပြီး192864 pixel အရွယ်အစားရှိတဲ့ပုံတစ်ခုကိုဖန်တီးပါလိုချင်တဲ့ဘာသာစကားနဲ့ comment ရေးသားပြီးပုံတစ်ပုံအနေနဲ့ save လုပ်ပါ TIS software ထဲမှာ question mark icon ကိုနှိပ်ပါပုံကိုရွေးချယ်ပါပြီးရင် right ကိုနှိပ်ပါ icon နဲ့ comment များရဲ့ပထမဆုံးဆက်က live page များအတွက်ဖြစ်ပြီးတော့နောက်ကတော့ move page အတွက်ဖြစ်ပါတယ် upload ထင်ချင်တဲ့ icon နဲ့ comment အားလုံးအတွက်အထက်ပါအဆင့်များကို repeat ထပ်လုပ်ပေးရုံပဲဖြစ်ပါတယ်